အင်အားပြင်းငလင်တစ်ခုဝမ်တွင်းမြို့အနီးဘုံပြုလုပ်ခန့်ယနေ့ဇန်နဝါရီလ15ရက်နေ့ညနေပိုင်းမှာမန္တလေးတိုင်းဝမ်တွင်းမြို့အနီးကိုဘုံပြုပြီးအင်အားရီစတာစကင်း90ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဒီလှုပ်ခတ်မှုဟာမန္တလေးမြို့ရဲ့တောင်ဘက်68ကီလိုမီတာကွာမြေအောက်နဲ့35ကီလိုမီတာကိုဗဟိုပြုခဲ့တာဖြစ်ပြီးအင်အားတော်သိရှိတဲ့အတွက်မြို့ကြီးတော်များများမှာတိတိတသာခန်းစားခဲ့ကြရပါတယ်။ဒီကနေ့ညနေ6:42မိနစ်ခန့်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်တောင်ကြီးမိထီလာနဲ့မန္တလေးမြို့ပေါ်မှာရှိတဲ့ပြည်သူတွေဟာထိတ်လန့်တကြားလမ်းမပေါ်ထွက်ပြေးခဲ့ကြရပါတယ်။မန္တလေးဒေသခံတို့ရဲ့ပြောကြားချက်အရနေအိမ်မှာတိတိတသာလှုပ်ရမ်းသွားပြီးခဏတာကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ကံကောင်းထောက်မစွာနဲ့လက်တလုံးမှာတော့ထိခိုက်ပျက်စီးမှုသတင်းတွေထွက်ပေါ်လာခြင်းမရှိသေးပါဘူး။တကယ်တော့2026ခုနှစ်နှစ်ဆန်းပိုင်းဟာငလင်လှုပ်ခတ်မှုတွေစက်တိုက်ဆိုသလိုဖြစ်ပေါ်နေတာပါ။ဇန်နဝါရီလ1ရက်နေ့တုန်းကလည်းတပိတ်ချင်းမြို့တောင်ဘက်မှာအင်အား4.9အဆင့်ရှိတဲ့ငလင်တစ်ခုနဲ့အဲဒီနောက်ပိုင်း4.1အဆင့်ရှိတဲ့နောက်ဆက်တွဲငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။ဒီလှုပ်ခတ်မှုတွေကိုပြည်ဦးလင်မြို့ကပြည်သူတွေပါတိတိတသာခန်းစားခဲ့ရတာကြောင့်ပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ပြည်သူတွေခုလိုစိုးရိမ်နေကြတာဟာအကြောင်းမဲ့တော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြည်အား9.9အဆင့်ရှိစကိုင်းငလင်ကြီးရဲ့အရှိန်အဝါကအခုထိ6လနေစေဖြစ်ပါတယ်။လူမှုဝန်ထမ်းကေဆိုင်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအဲ့ဒီငလင်ကြီးကြောင့်မန္တလေးစကိုင်းနဲ့နေပြည်တော်တဝိုင်းမှာသေဆုံးသူ3818ဦးထိရှိခဲ့ပြီးဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ9ဦးထိရှိခဲ့ပါတယ်။ဒါမြမသမိုင်းမှာအကြီးမားဆုံးတဘာဝပေးရတဲ့တကူဖြစ်ခဲ့ပြီးနောက်ဆက်တွဲငလင်ပေါင်း200နီးပါးထိလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာကီလိုမီတာ1200ကျော်ရှည်လျားတဲ့စကိုင်းပြည့်ရွေ့ပါဝင်အဓိကပြည့်ရွေ့ကျော်ကြီး၄ခုပေါ်မှာတည်ရှိနေတာပါ။ငလင်ဆိုတာဟာကြိုတင်တတိပေးချက်မရနိုင်ပေရုတ်တရက်ဖြစ်ပွားတတ်တဲ့ဘေးရန်ရဲ့ဖြစ်ပါတယ်။ဒါကြောင့်အုပ်ချုပ်ရေးဖွဲ့စည်းတွေနဲ့ဝင်ကြီးဌာနတွေကပူးပေါင်းပြီးအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေသလိုမိမိတို့ရဲ့နေအိမ်တွေမှာလည်းငလင်ဘေးအတွက် wake cover drop cover hold on စတဲ့အရေးပေါ်ကာကွယ်နည်းတွေကိုအမြဲလေးကျင့်ထားဖို့လိုအပ်ပါတယ်။တဘာဝပေးဆိုတာတားဆီးလို့မရပေမဲ့ကြိုတင်ပြင်ဆင်မှုရှိရင်တော့ထိခိုက်ဆုံးရှုံးမှုတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်။